မိုင်းဆိုကအလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီဗီဒီယိုမှာတော့ညီကိုတယောက်မေးထားတဲ့ comment ထဲမှာမေးထားတဲ့ player role အကြောင်းရှင်းပြပေးပေါ့နော်တောင်းဆိုထားတဲ့ player role အကြောင်း player role အကြောင်းဆိုတာ classic number 10တို့ပြီးသွားရင်ဒီလိုမျိုးသူပြောတော့ number 9ပေါ့နော်အဲ့လိုမျိုးတွေနဲ့ player role တွေဘလို့အခေါ်အဝေါ်ရှိတယ်လဲဘလို့အခေါ်အဝေါ်တွေနဲ့သူတို့ဘလို့ပုံစံမျိုးတွေနဲ့ကစားတယ်လဲပေါ့နော်ပြီးတော့မေးထားတယ်ဗျအဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုမှာတီးသလောက်တက်သလောက်လေးကိုတော့ sharing လေးလုပ်ပေးမယ်ပေါ့အဲ့တော့ပထမဆုံး player role ဆိုလို့ရှိရင်တော့ position formation ပေါ့နော် formation ပြီးသွားရင် position ပြီးသွားလို့ရှိရင်တော့ player role ပေါ့ player role ဆိုလို့ရှိရင်တော့ဒီ position မှာတခြား role တွေအများကြီးရှိတယ်အဲ့ player role ထဲမှာထပ်ပြီးတော့ attacking တွေ defense တွေဆိုပြီးတော့ထပ်ခွဲထားတာရှိသေးတယ်ပေါ့နော် versatile တို့ balance တို့ traditional တို့အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်စကားဆက်အနေနဲ့ပေါ့နော် player role ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော် formation အနေနဲ့လည်းပြောကျင်တယ်ပေါ့နော်ပြောကျင်တယ်ဆိုတာ formation ကဘယ်လိုမျိုးတွေစခဲ့လဲကျွန်တော်ဘောလုံးစကားတော့1800ခုနှစ်18 century ပေါ့နော် 18th century 18ရာစုနှစ်တုန်းကအင်္ဂလန်ကနေစခဲ့တာအဲ့တုန်းက18ရာစုနှစ်ဆိုတာ18အလယ်လောက်ပါပေါ့စခဲ့တာအဲ့ဒီတုန်းကသူတို့စတုန်းက formation ဆိုတာမရှိဘူးဗျ formation မရှိဘူးဆိုတာသူတို့က118အနေနဲ့ကိုကစားတာနောက်တန်းတစ်ယောက်အလယ်တန်းတစ်ယောက်ရှေ့တန်း8ယောက်အဲ့လိုမျိုးကစားတာပြီးသွားရင်တချို့ကြောင့်226နဲ့ကစားတယ်အဲ့ပုံစံမျိုးတွေနဲ့ကစားပြီးတော့ तू ကလုံးဝကိုအနောက်တန်းမရှိဘူးတသိန်းလုံးတက်တဲ့ဆိုရှင်ရှေ့တန်းနေပဲတိုက်စစ်ဆင်ကြတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တကယ်ဟုတ်တယ်ရှေ့ရောက်နဲ့ရှေ့တန်း8ယောက်နဲ့ကိုကစားတာအဲ့ပုံစံနဲ့စားတယ်နောက်ပိုင်းကြတော့19ရာစုနှစ်အစောပိုင်းကိုရောက်လာတဲ့အချိန်မှာတဖြည်းဖြည်းသူတို့ပြန်ပြီးတော့235ဆိုပြီးပြောင်းတယ်အဲ့ချိန်တော့ offside rule တွေပါမရှိသေးဘူးဒါလူချုံမောတွေပါမရှိသေးဘူးအဲ့တော့235ဆိုပြီးတော့သူတို့စပြီးပြောင်းလာတယ်အဲ့ဒါကိုသူတို့ pyramid လို့ခေါ်တယ် pyramid ပုံစံပေါ့နော်အနောက်မှာက2ယောက်ပြီးသွားရင်3ယောက်ပြီးသွားရင်ရှေ့မှာ9ယောက်အဲ့လိုမျိုးသူတို့ pyramid formation ဆိုပြီးတော့ခေါ်တယ်ဗျအဲ့ဒီကောင်ကြတော့ဘယ်လိုမျိုးဆိုတော့ passing တွေပို့ပြီးကောင်းလာအရင်တော့ဆိုကန်တင်ပြီးပဲရှေ့တန်းကလူတွေပဲရှေ့ရောက်ပေါ့နောက်ပိုင်းကျတော့ဒီလိုမျိုး passing လေးတွေလောက်လာတယ်ဟို triangle လေးပုံစံမျိုးတွေစပြီးဖြစ်လာတယ်အဲ့ဒါမျိုးတွေကပို့ပြီးတော့တိုးတက်လာတယ်အဲ့ဒီနေရာစပြီး role တွေစပြီးပေါ်လာဗျအဲ့9မှာရောက်มาတယ်ကသူက inside forward တို့ပါလို့စပြီး role လေးတွေစပြီးပေါ်လာပြီးအဲ့ချိန်မှာလေဒါပေမဲ့အတိအကျကြီးတော့မဟုတ်သေးဘူးเนาะအဲ့မှာတော့သူက central forward တို့ပါ CF တို့စပြီးခေါ်လာတယ် winger တို့ပါလို့စပြီးခေါ်လာအရင်တော့ကတော့မခေါ်ဘူးအဲ့တော့1900ခုနှစ်အစောပိုင်းလောက်မှာပေါ့နော်နောက်ပိုင်းကျလို့ရှိရင် WM formation ဆိုပြီးတော့ပေါ်လာတယ်ဗျ defending စပြီးပေါ်လာပေါ့နော် defending ဆိုတော့ WM ဆိုတာကဒီလိုမျိုး W shape ပေါ့ W base shape ပေါ်လာတဲ့အချိန်ကသူတို့အဲ့ချိန်မှာဘာလဲဆိုတော့ offside rule လူဂျုံမောတွေစပြီးတော့ပေါ်လာပြီလူဂျုံမောတွေစပြီးပေါ်လာတဲ့အချိန်မှာသူတို့အရင်တော့လိုမျိုးတက်ချင်တိုင်းတက်လို့မရတော့ဘူးဘောလုံးသမားတွေအကုန်လုံးကန်တီပြီးတော့ရှေ့တော့မှထားပြီးတော့ goal box နားမှာနေလို့မရတော့အဲ့မျိုးတွေစပြီးပြောင်းပေါင်းလာပြီပြီးသွားရင်အဲ့ W မှာဆိုလို့ရှိရင်သူက defend တွေကပိုပြီးကောင်းလာတယ် goal တွေအရင်တော့အများကြီးမသွင်းတော့အရင်တော့ဆိုလို့ရှိရင်10 goal တွေ12 goal တွေ goal 20တွေအဲ့လိုမျိုးတွေသွင်းကြတာဟိုလိုတစ်ဘက်က goal 20တစ်ဘက်က18 goal အဲ့လိုမျိုးတွေသွင်းကြတာပေါ့လေသွင်းကျင်တော့ basketball လိုမျိုးကိုကစားတာအဲ့ဒါ WM ပေါ်လာတဲ့အချိန်မှာသူတို့ defense တွေစပြီးကောင်းလာတယ်ပါစင်တွေလည်းကောင်းလာတယ်ပြီးသွားလို့ရှိရင်တို့ goal တွေတိတ်ပြီးမပေါ်တော့အရင်တော့မဖြောက်တော့ basketball မဖြောက်မဟုတ်တော့အဲ့ဒါမျိုးတို့ IWM formation မှာဆိုလို့ရှိရင်3ယောက် defender 3ယောက်ဒီလိုမျိုး W ဆိုတော့ဒီ3ယောက်ပေါ့နော်အဲ့လို defender 3ယောက်ရှိမယ်အလယ်မှာ midfield 2ကောင်ရှိမယ်ပြီးသွားလို့ရှိရင်အရှိမ2ကောင် attacking 2ကောင်ပြီးလို့ရှိရင်အရှိမ3ကောင်အဲ့လိုပုံစံမျိုးနဲ့သူတို့က3-2-2-3ပေါ့အဲ့လိုမျိုး WM ပုံစံမျိုးနဲ့သူတို့ formation စပြီးတော့ shape ပေါ့အဲ့လို WN နဲ့ M shape ဆိုပြီးသူတို့စပြီးပေါ်လာတယ်အဲ့ဒီကနေပြီးတော့1950လောက်ရောက်သွားတဲ့အချိန်မှာဘရာဇီးသားတွေကအဲ့ဒီချိန်မှာစပြီးတော့တောင်းကျမ်းလာပြီပယ်လေတို့အဲ့မှာ World Cup မှာကမ္ဘာဖလားမှာတော့သူတို့ကအဲ့မှာ Brazil ရဲ့ revolution ပေါ့နော်အ၄ယောက်နောက်တန်း4ယောက်ဆိုပြီးစပြီးပေါ်လာတယ်အဲ့မှာ 4-2-4 ဆိုပြီးပါ attacking ကအရှေ့တန်းက4ယောက်အလယ်က2ယောက်နောက်က4ယောက်4-2-4အဲ့မှာစပြီးပေါ်လာတယ်ပြီးသွားရင်အဲ့မှာ full back တွေစပြီးတော့ရှိလာပြီအရင်တော့ဆိုလို့ရှိရင်ရှေ့တန်းက winger တွေပဲရှိတယ် winger လို့ခေါ်တယ် center forward လို့ခေါ်တယ်အဲ့လိုမျိုးတွေပဲရှိတယ်ဒါပေမဲ့နောက်တန်းနေမရှိသေးအဲ့မှာ full back တို့အနောက်ကဒီ left back right back တွေတို့ခေါ်လာပြီပြီးတော့ရင်အရှိရကောင်တွေကနည်းနည်းပို့ပြီးလှုပ်ရှားမှုတွေ pele လို့လိုမျိုး force 9ကအဲ့မှာတွေကစနေပြီဒါပေမဲ့သူတို့မတိသေးဘူးမခေါ်သေးဘူးပေါ့နော် force 9လို့မခေါ်သေးဘူးအဲ့လိုကစပြီးအဲ့မှာအရှိမှာ forward သမားတွေကအဲ့လိုမျိုး mobile တွေပေါ့အရင်တော့တနေရာထဲမှာမနေတော့ရှောက်ပြေးနေတာမျိုးစပြီးပေါ်လာပြီ attacking တွေကပို့ပြီးကောင်းလာပြီအဲ့မှာ Brazil samba တွေအဲ့မှာစပြီးတော့ကောင်းလာပြီ Joga Bonito တို့အဲ့မှာစပြီးတော့တကယ် beautiful football ပေါ့တကယ်အရန်လှပတဲ့ဘောလုံးဆိုပြီးတော့ကစားဆိုပြီးစပြီးဖြစ်လာတယ်နောက်ပိုင်း1980မှာ era မှာကြာလို့ရှိရင်1980ပဲလောက်ရောက်လာတဲ့အချိန်မှာ4-3-3စပြီးတော့ပေါ်လာပြီ4-3-3စပြီးပေါ်လာတယ်အဲ့ဒါကတော့ထုံးစံအတိုင်းပဲဘယ်ကစခဲ့လဲကျွန်တော်တို့ Holland Netherlands ပေါ့နော် Netherlands ကနေစခဲ့တာ Netherlands ကနေပြီးစခဲ့တာ1980လောက်မှာအဲ့မှာ total football ဆိုပြီးခေါ်တယ်ကျွန်တော်ခုနကပြော Joga Bonito total football ဆိုပြီးသူကခေါ်တာဘောလုံးကတပြေးပြည့်စုံသွားပြီ total 90ဘောလုံးပြည့်စုံသွားပြီအဲ့ကျွန်တော် Johan Cruyff တို့စပြီးပေါ်လာ Johan Cruyff မှာတိုင်နေနဲ့စပြီး4-3-3ကစပြီးစမ်းနေပြီကနေပြီးတော့ Johan Cruyff တို့ပေါ်လာတဲ့အချိန်ကမှာပြီးသွားရင် Johan Cruyff စသုံးလာတယ်ပြီးတော့ Pep Guardiola ကတော့အဲ့ဟာကိုလုံးဝကိုဘယ်လိုပြောမလဲဆိုတော့အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တာပေါ့တကယ်ဟိုအဲ့ဒီ formation ကိုတကယ်ကောင်းအောင်ပို့ပြီးနောက်တစ်ဆင့်ထိတိုးလာအောင်လုပ်ခဲ့တယ်
အဲ့တော့ 4-3-3 မှာဆိုလို့ရှိရင်အားလုံးသိတယ် one striker အစ်မှာ striker တစ်ကောင်ရှိမယ် winner က2ကောင်ရှိမယ်အလယ်တန်းမှာ3ယောက်ရှိတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ခေါ်တာအဲ့ဒီမှာ force movement တွေစပြီးပေါ်လာတယ် Pep Guardiola ကတော့ Lionel Messi နဲ့အဲ့မှာ force 9ကိုစပြီးလှုပ်လာတာပေါ့နော်အဲ့တော့အဲ့မှာ pressing တွေစပြီးလှုပ်လာပြီးposition တွေစပြီးကောင်းလာတယ်ဒါပေမဲ့အဲ့1980နဲ့1990မှာကြာလို့ရှိရင်တို့ကအထူးသဖြင့် Premier League အင်္ဂလန်မှာကျတော့ 4-4-2 ကစပြီးတော့ပေါ်လာတယ်ဆိုတာစသုံးလာတယ်အဲ့မှာ Sir Alex Ferguson တို့တကယ်ကို dominant ဖြစ်ခဲ့တာအဲ့ကအင်္ဂလိပ် Premier League မှာ 4-4-2 ပဲသုံးကြတာအဲ့တော့မျိုးနေပြတာဘာလို့ဆိုတော့အရန်ရိုးရှင်းတယ်လူတွေနားလဲဘောလုံးသမားတွေနားလဲတယ်ဒါပေမဲ့ပြီးလို့ရှိရင်ညတာတယ် balance ဖြစ်တယ်ပြီးသွားလို့ရှိရင်အသင်းကသူကစားသမားတွေကိုတင်ပေးရတယ်လွယ်ဗျာအလယ်တန်းအရှေ့တန်းက2ယောက် striker ရှိမယ်ပြီးသွားလို့ရှိရင်အလယ်တန်းတက်တဲ့က midfielder flat midfielder ပေါ့နော်4ယောက်ကရှိမယ်နောက်မှာ defensive အဲ့တော့တောင်တင်းတယ်ခိုင်မာတယ် attacking လဲ line လို့ကောင်းတယ်လူတွေကအရှိကိုတဲ့ပြေးရတော့မယ်ဆိုတော့ကစားသမားတွေလည်းပို့ပြီးရှုပ်ရွှေးထွက်အရင်မရှုပ်တော့ဗျာဘက်ကွာပြီးတော့ 4-3-3 လို့ဆိုရင် triangle တွေနဲ့ဘယ်လို movement တွေဘယ်လိုမျိုးလဲဆိုပြီးအရင်ရှုပ်ပြီးတဲ့မှာအဲ့ဒါတွေ Johan Cruyff တို့ပေါ့နော်အဲ့ချင်းတော့ 4-3-3 ကမရှုပ်တော့လာလီဂါမှာအဲ့တော့လုံနေကြတယ်မရှုပ်တော့ဘာစီလိုနာမှာလုံနေတာအဲ့ဒီကမရှုပ်အဲ့ဒါနေမှာ 4-4-2 ဖြစ်လာတယ်နောက်ပိုင်းကျလို့ရှိရင်2000ခုနှစ်လောက်မှာ4-2-3-1ဆိုပြီးပေါ်လာတယ်4-2-3-1ပေါ်လာတဲ့ဆရာမှာပါလဲဆိုတော့အဲ့ classic နံပါတ်10နံပါတ်10ပေါ့ Rooney တို့ပေါ့အဲ့ရနေပြီးတော့စပြီးပေါ်လာတာအဲ့မှာနံပါတ်10တွေကစပြီးတော့နာမည်ကြီးလာတယ်4-2-3-1မှာနံပါတ်10 classic နံပါတ်10နေပါအဲ့ကောင်တွေက shadow striker လို့လည်းခေါ်တယ်။တော်က striker နဲ့နောက်ကတရထိုင်တယ်။တချို့ကြလို့ရှိရင် playmaker တချို့ကြလို့ရှိရင် shadow striker အဲ့လိုမျိုးပုံစံမျိုးပြော shadow striker ဆိုရင်ဂိုးသွင်းတယ် playmaker ဆိုလို့ရှိရင်ဂိုးဖန်တီးပေးတယ်။သူကအနောက်ကနေပြီးတော့ classic နံပါတ်10နေပေါ်လာတယ်။ classic နံပါတ်10ကကိုညာတော့အခုလိုမျိုးဂိုးလုံးပတ်ပြီးလိုက်ပြီးတယ်ဂိုးတွေဖန်တီးပေးတယ်ဂိုးတွေလုပ်ပေးတယ်ပေါ့နော်။အဲ့4-2-3မှာအဲ့ချိန်မှာအဲ့တော့ဘာပြီးတော့4-2-3ကပိုပြီးကောင်းလဲဆိုတော့ကျွန်တော်တို့အခု Newcastle ကတိုင်းပွဲလိုမျိုးပဲ defensive ပိုပြီးကောင်းတယ်။နောက်တန်းခိုင်ပါတယ်ပြီးတော့ရှိရင်ပို့ပြီးတော့ဂိုးဖန်တီးလို့ရတာဖန်တီးမှုတွေကပို့ပြီးတော့လှပတယ်ပေါ့နံပါတ်10ကလှုပ်ရှားနေတာကွင်းထဲမှာပတ်ပြီးလှုပ်ရှားနေတာနေအကုန်လုံးကိုလိုက်ပြီး triangle ပုံစံမျိုးတွေနဲ့ပါစင်တွေပေးဖို့အတွက်ဖန်တီးပေးနေတာတွေအကုန်လုံးပို့ပြီး creative ပို့ပြီးဖြစ်ပေါ့ freedom ပို့ပြီးဖြစ်တယ်ပြေးလို့ရတာဟုတ်ဒီကွင်းလုံးမှာပတ်ပြီးတော့အဲ့တော့အဲ့ system တွေကပတ်ပြီးအဲ့မှာ classic နံပါတ်10ကစပြီးတော့မွေးဖွားလာတယ်ပေါ့ classic နံပါတ်10ဆိုပြီးမွေးဖွားလာအဲ့မှာ playmaker role တွေဖြစ်လာတယ်ဒီ3နဲ့ပြူတာကတော့ Real Madrid တို့Galactico ကျွန်တော် Ronaldo တို့ခေါ်လေးတို့ပြီးသွားရင်ဘူးလေအဲ့ပါတော့Zinedine Zidane တို့အဲ့ Real Madrid ရဲ့ Galactico ခစ်ကြီးမှာတော့ Figo တို့ခစ်တော့မှာအဲ့ 4-2-3-1 ကိုကောင်းကောင်းကြီးသုံးပြုခဲ့တာပေါ့နော်အဲ့မှာ Zidane Ozil တို့ Kaká တို့အဲ့ဟာနေစပြီးတော့နာမည်ခဲ့နောက်ပြီးတော့2010ခုနှစ်မှာတော့ Force 9ပေါ်လာတယ်Lionel Messi အဲ့မှာဘက်ကွာတွေကလည်းဘာစီလိုနာပေါ့နော်ဇာဘီတို့အီနီယက်စတာတို့မက်ဆီတို့အဲ့မှာအိုနီတို့အဲ့မျိုးဇလတန်တို့နဲ့အကုန်လုံးကဘာလို့ဆိုမက်ဆီက Force 9ရဆိုရင်အနောက်ကိုဆင်းတယ်ပြီးသွားရင်4-3-3ကိုအကုန်လုံးနဲ့ link up ပုံစံမျိုးနဲ့ဝင်းနှစ်ဖက်ကကောင်နေပြေးဝင်ထွက်တယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့ပေါင်းလာအခုနောက်ပိုင်း Modern Football ကတော့အဲ့ရနေပြီးတော့ full back တွေကနေပြီးတော့တဖြည်းဖြည်း inverted winger ဆိုပြီးဖြစ်လာတယ် midfield တွေအလဲတန်းတွေဝင်လာတာမျိုးတွေဖြစ်လာတယ်ပြီးရင် classic နံပါတ်10တွေက box to box ဒီကစားတာတွေဖြစ်လာတယ်အဲ့တော့အဲ့ဒါတွေက formation တွေပေါ့ကျွန်တော်အခုပြောသွားတယ် formation ရဲ့တဖြည်းဖြည်း revolution ပေါ့ဗျာဟိုပုံစံကစတင်ရနေဘယ်လိုပုံစံမျိုးတွေမြင့်တက်လာတယ်ဆိုတဲ့ပုံ revolution ပေါ့အဲ့တော့ revolution ကနေပြီးကျွန်တော် okay position ဆိုလို့ရှိရင်အားလုံးသိတယ်ဂိုးသမားရှိမယ်နောက်တန်းရှိတယ်အလယ်တန်းရှိတယ်ရှေ့တန်းရှိတယ်အဲ့တော့အဲ့ဒီဂိုးသမားအလယ်တန်းနောက်တန်းရှေ့တန်းမှာပို့ပြီးတော့ role တွေကခွဲတယ်ဗျာ role တွေခွဲတယ်ဆိုတော့အရင်ဆုံးကျွန်တော်အနေနဲ့ဂိုးသမားကနေစလဲရကျွန်တော် heat map တွေနဲ့ပြမယ်ဂိုးသမားဆိုလို့ရှိရင်ဂိုးသမားမှာ3မျိုးရှိမယ်တစ်ခုကbalance ဆိုတာက traditional ပေါ့နော် traditional ဂိုးသမားပြီးသွားရင် sweeper keeper ဆိုပြီးရှိမယ် sweeper keeper ဆိုတာတပြက်စီးလဲတာကိုတို့ပြောတာ sweeper keeper ပေါ့နော်ကစားသမားပြီးသွားလို့ရှိရင်နောက်တစ်ခုကကျွန်တော် ball playing ဂိုးသမား okay အဲ့တော့ traditional ကတော့တည်တယ်ဂိုးဖမ်းတာ DKR တို့လိုမျိုးtraditional ပေါ့တီဘောကိုတွားတို့လို traditional ပြီးသွားလို့ရှိရင် Edison တို့လို sweeper keeper မျိုး Man City Edison တို့လိုမျိုး sweeper keeper ဆိုတာ line ကအရန်မြင့်တဲ့အခါမှာဂိုးသမားကလိုက်ပြီးတော့တက်ပြီးတော့ဘောလုံးလာလို့ရှိရင်သူကဖြတ်ထုတ်တာတယ်အဲ့လိုမျိုးအထိပေါ့နော်အခုက Donnarumma တို့က tradition ပေါ့အဲ့တော့ Edison ကတော့ sweeper keeper ပေါ့နောက်ကကြတော့ဗာလဲဆိုတော့ ball playing ဆိုတာက Onana တို့ဘာတို့ပေါ့နော်ဘောလုံးကင်နေဘောလုံးဖန်တီးပေးနိုင်တာတွေကောင်းတယ် Ellison တို့လိုမျိုးဂိုးဖန်တီးပေးတာတွေကောင်းတယ်ဘောလုံးဖန်တီးပေးတာတွေကောင်းတယ်ဘောလုံးကတ်နေတာတွေကောင်းတယ်သူကနောက်တန်းအထိကိုပါဝင်ပြီးတော့မသိလို့ရှိရင်နောက်တန်းလိုမျိုးကိုဝင်ပြီးကစားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနေတယ်အဲ့ဒါကတော့ ball playing goalkeeper ရှိမယ် sweeper keeper ရှိမယ်ပြီးရင် traditional keeper ရှိမယ်ဒီကတော့ heat map ပေါ့ heat map ဆိုတာကသူဘယ်နေရာတွေမှာနေလဲပေါ့နော်ဒါ sweeper keeper ရဲ့နေရာပေါ့သူကအကွန်ထရာကြော်ပြောလို့ပဲသူက short stop ပိုင်းနေလုပ်တယ်ပြီးသွားလို့ရှိရင်ကြုံထွက်လာတဲ့ကောင်တွေအကုန်လုံးကိုအရင်တက်ပြီးတော့တပြက်စီးလဲဆို sweep လုပ်ပြတယ်အဲ့ဒါ sweeper keeper ပြီးသွားရင်ဒါကတော့ ball playing ဆိုလို့ရှိရင်တော့အဲ့အလဲလေးမှာပဲကစားတယ်ခုန sweeper keeper လို့နေရာကြီးအစုံထဲမှာ penalty area box တွေနဲ့အရှိတဲ့ဒီမတက်ဘူးဒါပေမဲ့အဲ့အလဲလေးမှာကစားတယ်ပေါ့နော် Oblak တို့
okay အဲ့တော့ဂုံးသမားက3မျိုးနောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော် left back ရှိမယ် center back ရှိမယ်ပြီးရင် right back ရှိမယ် left back ကစားတော့ left back မှာဘယ်လိုရှိမယ်ဆိုတော့ full back ဆိုပြီးရှိမယ် full back ကတော့ရှေ့တန်းကိုမတက်ဘူးမပဘူးအနောက်မှာပဲနေတဲ့ full back ဘယ်လိုမျိုးလဲဆိုတော့ကိုနေတို့လိုကစားသမားမျိုးအဲ့ကစားသမားတွေကအနောက်မှာပဲနေတယ် full back ပြီးသွားလို့ရှိရင် full back မှာအဲ့မှာ full back တို့နေရာမျိုးမှာ attacking full back ရှိသလို defense full back ရှိသလို versatile full back ရှိရဲအဲ့လိုမျိုး၃မျိုးပေါ့နော် balance ရှိရဲ attack ရှိရဲ defense ရှိရဲအဲ့ဒါကတော့သူတို့ဟိုဒါကတော့ကိုပွဲပေါ်မှာမူတည်ပြီးတော့သူတက်ချင်တက်ရှုံစင်းနေစအဲ့လိုမျိုး defense ပို့ပြီးခံစစ်ပိုင်းမှာပို့ပြီးအားပို့ပြီးလုပ်ရင်လုပ်ဘာမှမတိုက်အဲ့လိုမျိုးပေါ့အဲ့တော့ full back ရှိမယ် wing back ရှိမယ် force back ရှိမယ် force back ဆိုတာကတော့ number 9လိုပုံစံမျိုးပဲ force 9လိုမျိုးပဲ force back ဆိုပြီးရှိတယ်Alexander Arnold လိုမျိုးအလေထဲဒီဝင်သွားတဲ့ force back အဲ့ဒါကအခုနောက်ပိုင်းမှာသူတို့ပေါ်လာတာပေါ့နော်2010နောက်ပိုင်းကျမှသူတို့သုံးလာတယ်တကူနောက်ပိုင်းမှာအများကြီးတွေသုံးလာအစ်စ်တွေပေါ့အဲ့ force 9လို့ force back တို့အဲ့ force back ရှိတယ် inverted လို့လည်းတချို့ကခေါ်ကြတယ်ပြီးတော့အဲ့တော့ heat map ကကြာလို့ရှိရင် heat map ဆိုလို့ရှိရင်တော့ဒါက full back တွေရဲ့ heat map ပေါ့ full back ကကျွန်တော်ကပြောလို့ရှိမတက်ဘူးဒါပေမဲ့အရှိတက်တဲ့ full back တွေလည်းရှိတယ်ဒီကောင်တွေကလုံးဝကိုခံစစ်ပို့ပြီးကောင်းတဲ့ full back တွေအခုလိုမျိုး Lenny Yoro သုံးနေတယ်လို့မျိုးပေါ့အဲ့ full back ကပို့ပြီးကောင်းတယ်အရှိတိပပအောင်အဲ့လိုမျိုးရှိတယ်ဒါကတော့ heat map မှာသူနေတဲ့နေရာပေါ့ဒီနားလေးပါပဲသူနေအဲ့တောင်လေးမှာပဲတွေ့တယ်ဒါက left back နဲ့ right back ပေါ့နော် right back မှာဆိုရင်ဟိုဘက်ချမ်းပေါ့ okay wing back ကတော့တည်တယ်ထုံးစံအတိုင်းပဲ wing back တွေကဘာလုပ်လဲရှေ့တိတက်တဲ့တောက်တိစစ်နေ attacking wing back ဆိုလို့ရှိရင် attacking ပို့ပြီးလုပ်မယ်defensive wing back ဆိုရဟိုအနောက်တိ defense လုပ်မယ်ဒါကတော့ traditional ပေါ့အဲ့မှာကျွန်တော်တို့ဒါကတော့ force back ဆိုရင် left back လိုမျိုး left back မှာလည်းရှိရယ် right back မှာလည်းရှိရယ် force back ဆိုတာအလဲတဲ့ကိုဝင်သွားတာဒီကိုဒါလို့အခုလုပ်နေလိုမျိုးပုံစံမျိုးလေးတွေကျွန်တော် Alexander Arnold လိုကစားသမားမျိုးတွေအရင်တော့ဆိုလို့ရှိရင်တချို့တွေရှိတယ်ဗျ Philip Lahm ဆိုပြီးတော့နောက်ဘယ်သူရှိသေးလဲJoshua Kimmich ဘာယမင်းကအဲ့လိုမျိုးပုံစံတွေအဲ့ဒါတွေက force back တမားတွေ right wing တို့ right back တို့ left back တို့နေရာကနေအလဲတဲ့ထိဝင်သွားတာ force back ပေါ့နော်တချို့ကြတော့ inverted back လို့လည်းခေါ်တယ်ဆိုတာအထက်ကို invert လုပ်သွားတာပေါ့အဲ့လားအဲ့တော့နောက်တစ်ခုကကျတော့ center back အလဲတန်းခံစစ်မှာဆိုလဲ၃မျိုးရှိတယ်ตัวကလည်းတုံးစံတိုင်းပဲ stopper ရှိမယ် stopper ဆိုတာဘောလုံးဖြတ်တဲ့ကောင်ရှိမယ်ပြီးတော့ ball playing defender ရှိမယ်အနောက်တန်းက Lisandro Martinez ဆို ball play ကစားနိုင်တဲ့ကောင်မျိုးတွေရှိမယ်အခု Aiden Heaven တို့ ball playing center back အဲ့ဒီကောင်တွေကနောက်ပိုင်း modern center back တွေပေါ့ဘောကအရင်တော့ခန့်စစ်တစ်မျိုးတွေမဟုတ်တော့ Vitic တို့လိုတွေမဟုတ်တော့ Ferdinand တို့စပြီးဖြစ်လာပြီအဲ့ဒီအချိန်တော့ ball playing center back ပေါ့နောက်တစ်ခုကတော့ wing back အဲ့မှာလဲ center back မှာလဲ wing back ရှိတယ်သူကအလဲကနေပြီးတော့ wing back ထိလိုက်တာ Vitic တို့လိုမျိုး Maldini တို့လိုမျိုးအလဲဘေးတွေချမ်းနေအဲ့ကောင်ကထိုးသဖြင့် 442 မှာဖြစ်ရဗျ442ကအလဲက2ယောက်ပေါ့2ယောက်ကောဆိုလို့ချင်းဒီဘက်ကကောင်ကညာဘက်ကကောင်ကဒီဘက် wing လိုက်ဒီဘက်ကကောင်ကဒီဘက် wing လိုက်ဟိုလိုက်ဖြတ်ပေါ့အဲ့ဒါမျိုး wing back ဆိုပြီးကျွန်တော် heat map ပြ stopper ဒါကတော့ stopper ရဲ့ heat map stopper ကတော့ပုံစံအတိုင်းပဲဟိုအဲ့အလဲတဲကနေပြီးတော့လိုက်ပြီးတော့ကျွန်တော်တို့များဘောလုံးတွေအကုန်လုံးအတကုံလိုက်ကတ်ပြီးတော့ pressing တွေလိုက်လုပ်ပြီးတော့ like pressure တွေပေးပြီးတော့ဘောလုံးကိုမရမကလိုက်ဖြတ်တယ် stopper တမားပေါ့နော်ပြီးရင် ball playing သမားကအဲ့အလဲနားလောက်ကနေပြီးတော့ဘောလုံးတွေထိန်းနေမယ်ဘောလုံးတွေဖြာပေးမယ်ဒီကောင်တွေကကြတော့အခု modern center back တွေမှာပို့ပြီးတော့ဘောလုံးပေါ်မှာပို့ပြီး comfortable ဖြစ်တာပေါ့ဘောလုံး skill ပို့ပြီးကောင်းတယ်အရင်တုန်းကရှိတာပေါ့အခုက Van Dijk တို့ကစားသမားပုံစံမျိုးတွေအဲ့အလဲမှာ ball playing ကစားတော့ကျွန်တော် Lisandro Martinez ဆိုလိုမျိုး Aiden Heaven တို့လိုမျိုးတွေဒါတော့ wing back ပါလဲsorry wing back မဟုတ် wing back ကကြတော့သူတို့ကကျွန်တော်ခုနပြောလို့ပဲအလဲတဲ့ဒီဘေးတွေထိလိုက်ပြီးတော့ဖြတ်တာဖြတ်တဲ့အထဲမှာကျွန်တော်မာလီညီတို့အဲ့လိုမျိုးလိုက်ဖြတ်တာ Vidic တို့အဲ့လိုမျိုးတွေဖြတ်တာ Mascherano တို့အဲ့ခေတ်တော့ဆိုလို့ရှိရင်အဲ့ဘေးတွေဒီတော့ aggressive လိုက်ဖြစ်ပြီးမရမကဘောလုံးကိုတက်လာသမျှဝင်ကားတွေဒီကိုလိုက်ဖြတ်ပြီးတာအဲ့ဒီကျလို့ရှိရင်အလဲမှာက midfielder defensive midfield ကောင်းတစ်ကောင်ရှိရတာပေါ့နော်အနောက်ဒီပြန်လိုက်ဖို့အတွက် center back အဖြစ်ပြောင်းသွားဖို့အတွက်အဲ့တော့အဲ့ DM ဆိုတာကျွန်တော် CDM ပေါ့နော် central defensive midfield position မှာ CDM ရှိရ midfield မှာဆိုလို့ရှိရင် CM ရှိမယ် center midfielder ရှိမယ်ပြီးတော့ left mid ရှိမယ် right mid ရှိမယ် center attacking mid ရှိမယ်အဲ့တော့ center defensive midfield မှာဆိုလို့ရှိရင်၄မျိုးရှိတယ်၄မျိုးဆိုတာ holding သမားမျိုးရှိတယ်ဘောလုံးကိုကင်ထားပြီးတော့ထိန်းနေတာ Ugarte တို့လိုကစားသမျိုးပြီးတော့ deep line playmaker Bruno ကိုပုံစံမျိုးကစားဖို့တွေပြောင်းနေတာနံပါတ်6တကယ်နာမည်ကြီးထိပ်သီးအဲ့နေရာကစားကောင်းခဲ့တာတော့ Andre Pirlo ပေါ့ Pirlo လို့ကစားသမားမျိုးတွေအဲ့နေရာကနေဘိုးဖန်တီးပေးတယ်ဘောလုံးဖြာပေးတယ်ပွဲကိုထိန်းပေးတယ်အဲ့နေရာနေပြီးတော့ကြိုးကင်တယ်ကစားသမား deep line သမားပေါ့အဲ့တော့ deep line playmaker ဒီ blind playmaker ရှိမယ် holding ရှိမယ် holding ဆိုတာ Cossaido တို့လိုကစားသမားမျိုးတွေအဲ့နေရာနေဖြတ်နေတဲ့ကောင်တွေဘောလုံးကိုထိန်းနေတဲ့ကောင်တွေပြီးသွားလို့ရှိရင် center half ရှိမယ်ကျွန်တော်ခုနပြောသလိုမျိုး wing back နေကြမှာတော့အနောက်ထိပြန်ပြီးလိုက်တဲ့ defensive တမားနဲ့ center half defense လို့ပြီးခေါ်တယ်အဲ့ကောင် DM เนาะ center half လို့ပြီးခေါ်တယ်နောက်တစ်ခုကကျလို့ရှိရင် white half လို့ခေါ်တယ်သူကဘေးတွေထိလိုက်ပေးတာဥပမာကျွန်တော် Casemiro နဲ့ Bruno နဲ့ဒီနေမှာနှစ်ကောင်ရှိနေမှာ Casemiro ကဒီအနောက်ထိလိုက်ဖြတ်ပေးတာတွေ Bruno ကဒီအနောက်ထိလိုက်ဖြတ်ပေးတာတွေအဲ့ဒါဒီ Kimmich show ပေါ့အဲ့ကောင်တွေကကျတော့ defensive ကနေပြီးတော့white half တွေအဲ့တော့၄မျိုးရှိတယ် holding ရှိမယ် deep line
defensive midfielder ရှိတယ် deep line playmaker ပေါ့နော်ပြီးသွားရင် half back ရှိတယ်ပြီးလို့ရှိရင် wide back ရှိတယ် Himak ကတော့ဒါက holding ရဲ့ Himak ပေါ့နော်အဲ့နေရာမှာတူနေတာ defensive midfielder playmaker အဲ့နေရာနေဘောလုံးဖြာပေးတယ် Andre Pirlo လို့ကစားသမားမျိုးတွေပြီးသွားရင် wide half ကကြတော့ဘေးတွေထိလိုက်ပေးတယ်ကျွန်တော်ခုနပြောသလိုမျိုးအခုနောက်ပိုင်း Casemiro တို့ Bruno တို့ကစားသလိုမျိုးဘေးတွေထိလိုက်ပြီးကစားတဲ့ကစားသမားမျိုးပြီးတော့ holding တို့ပါတော့ Rodri တို့လည်းတစ်ခါတည်းအဲ့လိုမျိုးကစားတယ်Rodri ကတော့ပို့ပြီး holding ပို့ပြီးစိုက်တာပေါ့နော်Kimmich တို့အထူးသဖြင့်ကတော့သူတို့အဲ့လိုပုံစံမျိုးတွေကစားတယ်အဲ့တော့ center mid defensive ပြီးတော့ center mid မှာဆိုရင်တစ်ခုပေါ်သွားမယ် box to box ကျန်တာတွေကတူတူပဲ holding ရှိမယ်playmaking ရှိမယ်ပြီးသွားရင် attacking လို့ခေါ်တာရှိမယ်playmaker ပေါ့နော်ပြီးသွားရင် half winger ဆိုပြီးရှိမယ်half winger လည်းတစ်မျိုးပြောသွားတယ် half winger ပါလာမယ်ပြီးသွားလို့ရှိရင် box to box ရှိမယ် box to box ဆိုတော့အကုန်လုံးသိတယ်ကျွန်တော် Himak ပြဒါကတော့ box to box နေရာအရှိ box ဆဲလည်းဝင်တယ်အနောက် box ဆဲလည်းဝင်တယ်ကျန်တာတွေကအကုန်လုံးကတူတူပဲ half winger တူပဲ holding တို့ပါတော့အကုန်လုံးတူတူပဲ playmaker လည်း playmaker အတူတူပဲ center mid မှာပေါ့နော်နောက်ပိုင်းမှာသူ modern အနေနဲ့ဖြစ်လာတာက half winger လို့ခေါ်တယ် half winger ကဘာတူလဲဆိုတော့ Elliot Anderson လို့မျိုးသူတို့က Kevin De Bruyne လို့မျိုး center mid နေရာကနေပြီးတော့သူတို့က wing back အထိကိုထွက်သွားတယ်အဲ့ wing back half winger တွေသူတို့ကအလဲမှာကစားတာဒါပေမဲ့သူတို့ကိုကြည့်လိုက်လို့ရှိရင် Elliot Anderson တို့ကိုကြည့်လို့ရှိရင်ဗျာတွေ့ရတယ်သူတို့က goal ဘေးလေးကိုရောက်ဘေးစီးကနေသူတို့ကအထက် wide ပြီးဘောလုံးကန်နေပေးတာအဲ့ဒါ goal ဖန်တီးပေးတာသူတို့ကဘာလို့လဲဆိုတော့ playmaker ဆိုမဲ့သူတို့က goal ဘောလုံးကန်ထည့်တာသူတို့ရဲ့ accuracy ဘောလုံးထောင်ပေးတာပိုကောင်းတယ်အဲ့တော့အဲ့ကောင်တွေက half winger တွေဖြစ်လာတယ်ဗျာအဲ့ကောင်တွေကပို့ပြီး position ကောင်းတယ်ပြီးသွားလို့ရှိရင်ဘေးတွေကိုထွက်တယ် flight တွေပေါ့နော်ဘေးစီးတွေကိုထွက်တယ်ပြီးသွားလို့ရှိရင်အဲ့ဂျားတွေကနေအဲ့တော့အထူးသဖြင့်ကတော့ 4-3-3 မှာသုံးတာများတယ်သူက center mid နှစ်ကောင်ပေါ့နော်အလဲမှာ defensive တမှာ 4-3-3 ဆိုတော့အဲ့ center mid နှစ်ကောင်ဘေးဘေးချန်နေပါထွက်ပြီးတော့အဲ့ wing တွေပါနေပြီးတော့သူကဘောလုံးတွေလိုမျိုးထည့်ပြီးတာအဲ့ကျွန်တော်ပြောတဲ့ Elliot Anderson Jude Bellingham တို့အဲ့လိုမျိုးတွေကစားတာအဲ့တော့နောက်တစ်ခုကကြတော့ left mid right mid မှာကြတော့ inside forward ဆိုပြီးတော့အစ်စ်ပေါ်ကျန်တာတွေကတော့အတိပုံစံတူတူပဲ winger ဆိုပြီးရှိမယ်ဗျာ playmaker ဆိုပြီးရှိမယ် wide playmaker ပေါ့ winger ကတော့တည်တယ် left mid right mid က wing ကစားတဲ့ကောင်တွေ wide playmaker ကကြလို့ရှိရင်ဗာမျိုးလဲဆိုတော့ Guama တာတော့လိုမျိုးအဲ့နေရာကနေပြီးတော့ဘောလုံးကစားတဲ့ပုံစံမျိုးတွေအဲ့နေရာ playmaking လုပ်တယ်ပေါ့ပြီးသွားလို့ရှိရင် wide midfielder ရှိမယ်ပြီးတော့ကျန်တာတွေကအဓိကနောက်တစ်ခုကလွဲသွားတာ inside forward အစ်စ်ပေါ်လာတာ inside forward ကကြတော့ကျွန်တော်တို့ Nico Williams တို့လိုမျိုးသူကအဲ့နေရာနေဒီအထဲထဲထိပြေးဝင်တာပေါ့နော်အခုကျမှဒိုကူလို့ကစားဖို့ပုံစံမျိုးအဲ့ဘဲဘက်ချက်မနေ့ကနျူကာဆယ်နဲ့ပွဲမှာဆိုညာဘက်ချက်ကနေသူအထဲထဲထိဝင်ဖို့အတွက်ဒါပေမဲ့သူကဝင်းတော့ပို့ထွက်တယ်အဲ့လိုမျိုးအထဲထဲထိဝင်ဖို့အတွက်ကစားတာပေါ့နော်ကျွန်တော်Himakပြဒီကောင်က inside forward ရဲ့ Himak inside forward ကြတော့သူကစတဲ့နေရာကတော့အဲ့ basic line ကနေ wide attack ရဲ့နေရာနေဘောလုံးကိုစပြီးရတယ်ဒါပေမဲ့သူကအထဲထဲထိ cut inside ကိုလောက်သွားတာပေါ့နော် Anthony တို့ပါတော့Mohamed Salah တို့အဲ့လိုမျိုးကစားတဲ့ပုံစံမျိုးတွေဗျာအဓိကကတော့အဲ့အထဲကိုဦးစားဖြစ်တယ်အဲ့တော့ light mid လဲ right mid လဲအဲ့လိုမျိုးကစားလို့ရတယ်ပေါ့နော်အဲ့ဒါ inside forward အဲ့ကောင်တော့အသစ်အဲ့တော့ center attacking mid အဲ့ဒီ center attacking mid ကပြောင်းလဲရပါတော့အထူးသဖြင့် classic number 10ပေါ့အဲ့ center attacking mid ပေါ်လာတယ် 4-2-3-1 ပေါ်လာတဲ့အချိန်မှာ center attacking mid ဆိုပြီးပေါ်လာအဲ့ center attacking mid ကကြတော့ classic number 10ပေါ့ classic number 10မှာဘယ်လိုပုံစံမျိုးလဲကျွန်တော်ပထမတော့ပြောသလို playmaker လည်းရှိရ playmaker ဆိုတာအဲ့နေရာနေကိုဖန်တီးပဲ Bruno Fernandes ဆိုလိုမျိုးပြီးရပြီးသွားလို့ရှိရင် half winger ဆိုပြီးရှိရ half winger ဆိုတာကျွန်တော်ခုနပြောသလိုအဲ့ center attacking mid ကနေပြီးတော့ဘေးထွက်တာ Kevin De Bruyne တို့လိုမျိုးဘေးထွက်တဲ့လောက်နေအဲ့နေရာကနေပြီးတော့အလဲတဲရတော့စတယ်ဒါပေမဲ့ဘေးတွေကိုရောက်သွားတယ် Foden တို့လိုမျိုးအဲ့ဒီကောင်တွေရှိတယ် half winger ခုန left mid right mid လို့ပြောပဲသူကဘေးတွေကိုထွက်သွားတာ Elliot Anderson တော့အလဲပို့ပြီးကြတာပေါ့နော်အဲ့အရှိမှလည်း center attacking ကနေဘေးထွက်သွားတာလည်းရှိအဲ့ဒါတော့ half winger ပြီးသွားရင်နောက်တစ်ခုကကျတော့ classic number 10 classic number 10ကကြတော့ရှင်အဲ့အလဲ line မှာပဲကစားနေတာပေါ့နော်သူကဘောလုံးတွေကိုလည်းဖန်တီးပေးတယ်တကွင်းလုံးလည်းလိုက်ပေးတယ်နောက်တန်းတွေလည်းလိုက်ပြီးတော့ကာပေးတယ်အဲ့နေရာကနေကစားပေးတယ်နောက်တစ်ခုကတော့ shadow strikerအဲ့ classic number 10မှာ shadow striker ဆိုပြီးတော့ရှိရ shadow striker ကကြတော့အရှိထိပါတယ် goal သွင်းတယ် 4-4-2 ကိုသူကနောက်လေးထိနည်းနည်းလေးဆင်းပေးလိုက်တာအဲ့တော့သူက number 10 Rooney လို့ဗျ goal သွင်းတယ် goal ဖန်တီးပေးတယ် shadow striker ဒုတိယဆို SS ပေါ့ SS ရဲ့ ST ရဲ့ပေါ့နော် striker ရဲ့ shadow striker ရဲ့ဒါကတော့ half winger ဆိုတော့ကျွန်တော်ခုနပဲဘေးတွေကိုထွက်သွားမယ်အဲ့ရနေပြီးတော့ goal ဖန်တီးပေးမယ်ဒါကတော့ shadow striker ကတော့အထဲထဲထိပေါက်ဆဲထိဝင်ပြီးတော့ goal သွင်းတယ်သူက attacking midfielder တော့ Maradona တို့ Johan Cruyff တို့အများကြီးပဲ shadow striker Pele တို့အများကြီးပါအဲ့မှာ Jude Bellingham တို့ shadow striker တွေကအများကြီးပဲ classic number 10ကလည်းခုနလိုအဲ့လိုမျိုးတွေပေါ့နော်ပြီးရင် Ronaldinho တို့အဲ့လိုမျိုးအဲ့နေရာနေဖန်ပြီးပေးတယ်ခုတာတယ် traditional သမားတွေပေါ့ number 10တကယ် classic သမားတွေပေါ့အလဲတန်းပြီးတော့အရှေ့တန်းဆိုလို့ရှိရင် position က3ခုပေါ့နော် left wing right wing ရှိမယ်ပြီးသွားလို့ရှိရင်အလဲတဲတွေက center forward ရှိမယ် okay striker ပဲပြော center forward ပဲပြောအဲ့ center forward မှာကအားလုံးပေါင်း4မျိုးရှိမယ်ဆိုတာ advance forward ဆိုပြီးခေါ်တယ် advance forward ဆိုတာကျွန်တော်တို့Wildland တို့လိုမျိုး Rasmus Wildland တို့မျိုးကိုအခြေကိုပြေးထွက်တဲ့ advance forward သမားတွေမျိုးတွေပြီးသွားလို့ရှိရင်
ဘယ်သူလဲဆိုတော့ target forward ဆိုတာ Mateta တို့လိုမျိုးအရှိကနေဘောလုံးကိုကင်ပြီးတော့ထိန်းပြီးတော့ကစားတာ Benjamin Sesko ဆိုတာ advance forward ပို့ပြီးစံပါတယ်အဲ့လိုမျိုး target forward အဲ့ကောင်တွေကရောလို့လည်းရတာပေါ့နော် target လည်း forward လည်းဖြစ်နိုင်တယ် advance forward လည်းဖြစ်နိုင်တယ်အဲ့တော့ target forward ဆိုပြီးတက်ရှိရ Peter Crouch လိုမျိုး target forward အဲ့ target ကြီးအရှိကြီးကအရက်ရှိကြီးကောင် target လုပ်ပြီးတော့အဲ့ဘောလုံးတွေတင်ပေးတာပေါ့အဲ့ target forward နောက်တစ်ခုကကြာလို့ရှိရင် poacher ကကြတော့ကျွန်တော် Ruben Nistelrooy လိုမျိုးအခုနောက်ပိုင်း Ronaldo အရှိတန်းရောက်လာတယ်ကျွန်မသူအဲ့လိုပုံစံမျိုးပြောင်းလဲလာတာ poacher ဆိုတာ Erling Haaland လိုမျိုးဘာနေရပေါက်တဲ့ကိုသူတို့ရဲ့အဓိကရည်ရွယ်ချက်တခုတည်းဂိုးသွင်းဖို့ဘာမှမစင်စားဘူးသူဘောလုံးနဲ့ထိဖို့တွေစိတ်မဝင်စားဘူးဘောလုံးနဲ့ဝင်ပြီးတွဲပြီးတော့ကစားဖို့တွေလည်းစိတ်မဝင်စားဘူးနောက်ကိုပါစင်ပြန်ပေးဖို့လည်းစိတ်မဝင်စားဘူးဂိုးဖန်တီးဖို့လည်းစိတ်မဝင်စားဘူးသူ့ဘောလုံးကိုပေါက်စစ်သူ့ရှိရောက်လာပြီဆိုရင်လို့ရှိရင်အဲ့ဂျားတွေထဲမှာရှာနေပြီနောက်တန်းကြားတွေမှာရှင်ပို့ချာပေါ့နော်ဖန်ဂိုးကိုရဖို့ပဲစောင့်နေတဲ့ကောင်တွေ Ruben Nistelrooy တို့လိုမျိုး Dennis Bergkamp တို့လိုမျိုးကောင်မျိုးတွေအဲ့ဒါပို့ချလို့ခေါ်တယ်ပြီးတော့နောက်တစ်ခုကကျတော့ False Nine ဆိုတာအားလုံးသိတယ် Lionel Messi တို့ Antoine Griezmann တို့ပြီးတော့ချင်းအခု Matheus Cunha တို့စော့နေတာပေါ့နော်အဲ့တော့ကျွန်တော် hit map တွေပြမယ်သူတို့ဘယ်လိုပုံစံမျိုးနဲ့ဘယ်နေရာတွေမှာကစားလဲဆိုတာဒါကတော့ advance forward ရှင်းတယ်အဲ့အလဲပဲဘောက်ဆဲတီဝင်တယ်ရှေ့တက်တီပြေးထွက်မယ် again behind ပေါ့နော်အနောက်ဒီနောက်တန်း line ကိုဒီလိုရှေ့ကနေပြေးထွက်တယ် Rasmus Hojlund နဲ့လိုပုံစံမျိုးနဲ့ကစားတာပြီးရင် target forward ကတော့ဘောလုံးကိုအဲ့နေရာမှာတင်မယ်သူကနေရာ position လေးတွေလည်းပြောင်းနေဗျာဥပမာ Benjamin Sesko လို့ရှိရင်ဒီဘက် win out ကိုဒီနားလောက်ကစပြီးတော့ target လောက်တာအဲ့တော့ target ကတော့နေရာတော့ပြောင်းမယ်သူတို့ရဲ့ hit map ကတော့အဲ့လိုပုံပေါ့နော် target တမန်နဲ့ရောက်ပဲသူတို့ physical ကောင်းတယ်ဘောလုံးကိုထိန်းထားနိုင်တယ်ပြီးရင်ဘောလုံးကိုသူ့ကိုပေးလို့ရှိရင်ဘောလုံးထိန်းပြီးတော့တပြားတင်းပြန်မပါသွားပဲကိုလူတွေအကုန်လုံးကိုတက်လာနိုင်တာပေါ့ဥပမာ left wing right wing သမားတွေပို့ပြီးတော့တွဲပြီးတော့ကစားနိုင်တယ်နောက်ကတော့ false nine ကတော့သူ့ရဲ့နေရာသူလှုပ်ရှားတဲ့နေရာတော့အဲ့နေရာပေါ့နော်အဲ့နေရာနေလုပ်တယ်သူကအနောက်ထန်းထိပြန်ပြီးဆင်းတယ်သူက center back တွေသူတော့ဆွဲထုတ်ပေးတယ်ပြီးသွားလို့ရှိရင်အဲ့ left wing right wing ပြန်တွဲပေးတယ်အဲ့ကြားထဲမှာလှည့်နိုင်တုံးနိုင်ပြီးတော့ဂျားလီတွေကထွက်နိုင်တဲ့ကစားအရန်ကောင်းတဲ့ဘောလုံးပေါ်မှာ technical အရန်ကောင်းတဲ့ကစားသမားတွေပေါ့နော် Lionel Messi တို့အများကြီးရှိဗျာအခုရင်တော့ဆိုလို့ရှိရင် UCBO တို့အဲ့လိုမျိုးတွေရှိတယ်အခုဆိုလို့ရှိရင် Force 9ကဒီလိုလှည့်နိုင်တွက်နိုင်တဲ့ကောင်တွေပေါ့နော်အဲ့လိုမျိုးကောင်းသောကစားတွေကစားကြတယ်နောက်တစ်ခုကတော့ poacher တော့ရှင်းတယ်ဘောက်ဆဲမှာပဲနေတယ်Erling Haaland လို့ပေါ့နော်ဘောလုံးကတခါလို့ပွဲလုံးကမထီဘူးတစ်လုံးကောက်ပြီးလဲဘောလုံးနဲ့ထီတော့တခါလေကိုဝင်သွားတယ် poacher တွေကျွန်တော်တို့လည်း Ruben Nistelrooy နေနောက်တစ်ခုကတော့ win back left wing right wing ပေါ့ left wing right wing ဆိုတာကခုနက left mid right mid နဲ့တူတူပဲခေါ်တာတွေက winger ဆိုပြီးခေါ်တယ် left wing right wing မှာပေါ့နော် left mid right mid နဲ့တူတူပဲနေရာလေးပဲ position လေးပဲကွာတာသူကအရှိဘူးသွားတယ်သူတို့မှာ play maker ဆိုပြီးရှိမယ်ပြီး winger ပုံစံမျိုးတွေရှိတယ်ပြီးသွားလို့ရှိရင်ဗာလဲဆိုတော့ဟိုစားပေါ့ဗာလဲအဲ့ဒါတွေက player role ပေါ့နော်အဲ့တော့ formation ရှိမယ် formation နေရာမှာ position ရှိရယ် position ကိုမှ player role ဆိုပြီးရှိရယ် player role ထဲမှာနောက်တစ်ခုကကြတော့ရှိရင် attacking လား defense လား balance လားပြီးတော့ versatile လားမျိုးစုံပေါ့နော်အဲ့မျိုးတွေထပ်ပြီးခေါ်လာတာရှိရပေါ့နော် attacking သမားတွေမှာတော့ဥပမာ left wing ဆိုလို့ရှိရင် player role ကတော့ winger ပဲ winger ဆိုမဲ့သူက attacking ပို့ပြီးဆန်တဲ့ winger ရှိတယ်နောက်တန်းကိုပို့ပြီးဆန်နေတဲ့ winger ရှိတယ်ဟိုက Malaysia လား Doku လားပေါ့အဲ့တော့ attacking ရှိရ defensive သမားရှိရတချို့ကြောင့် versatile ဆို Kimmich လို့လားအလဲတဲ့ဒီပို့ပြီးဝင်နိုင်တာပို့ပြီးတော့မျိုးစုံနေရာမှာသုံးနိုင်တာပေါ့နော်အဲ့မျိုးတွေရှိတယ်အဲ့ဒါတီးတလောက်တက်လောက်လေးအဲ့ဒါတွေက sharing လုပ်ပေးတာပေါ့နော်ဒီကိုတို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်